ပါလို့မင်္ဂလာပါဗျလက်ရှိကျွန်တော်တို့ဖော်ဆောင်ထားတဲ့ကြည်တော့ခွေးတကောင်ဆိုတဲ့ကမ်ပိန်းလေးကိုကိုထမ်းမြတ်ကနေကြော်ညာပေးမှာဖြစ်ပါတယ်တော်လန်ပြည်သူတွေအနေနဲ့ဒီပို့လေးကိုစောင်းအောင်လေးနားထောင်ပေးပါလို့မြတ်တာရက်ခံပါတယ်ဗျဒါဗီဒါတိုက်တွေအောက်မှာပေါ့နော်နှာခေါင်းပေါ်ပြီးတော့ပုံနေတဲ့ UIC ကိုမိခဲ့တယ်ဆိုတဲ့ပွဲတွေပေါ့နော်အဲ့ပွဲတွေမှာဆိုလဲသူတို့ပါဝင်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့တက်ခွဲလေးနေစီမကြ AR ညာတက်ခွဲမှာဒီတောင်ခွေးတောင်ကမ်ပိန်းလေးမှာမြွားပြီးသူများနေချင်းတနက်တော့ဝိုင်းဝန်းဒီနေ့ပြကြပါရင်တက်ရခံကျမ်းမစစ်တဲ့ရဲ့ရုံးမှာရသက်မှုတွေအတွက်ဒီကပြည်ပညာကိုကာဝယ်နိုင်ဖို့တနင်္လာအောင်ပေးကြပါကျွန်တော်တို့ရဲ့ခြေတန်းရဲဘော်တွေဆိုတာဒီတောင်းကအသက်ချောင်းပါပဲခုချိန်မှာဆိုရင်ကျွန်တော်တို့ကဆေးရနာရှင်စနစ်ကိုတော်လန်တိုက်ထုတ်နေတာ9နှစ်ကျော်6နှစ်ကာလတွင်ရောက်ရှိနေဖြစ်ပါတယ်မြို့ပေါ်ကညီလေးတွေပေါ်တာကိုကြောက်ရင်ကိုကြီးတို့ AI နာကားတစ်ဖွဲ့ကို join လိုက်ကျွန်တော်တို့ရဲ့ခုကမ်ပိန်းလေးကိုကိုထွေးဦးဆောင်နဲ့လင်းအောင်လမ်းပြပေးတော့ဖခင်ကြီးရဲ့တစ္ဆာကထောက်ဖို့ဖွဲ့မှာတောင်းဝန်ပြီးလုပ်ပေးနေတာဖြစ်ပါတယ်သူတို့ရဲ့ TikTok live Facebook live တွေမှာပါဝင်လိုက်ပါတယ်TV ဦးတွေမှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တရားဝတီနဂါတက်ဖွဲ့ကြည့်ပြီးရဲ့ message မှာလာရောက်ပါဝင်နိုင်တယ်ကျွန်တော်တို့ကမ်ပိန်းရဲ့ကာလကတော့15ရက်6လပိုင်း2026မှာ15ရက်9လပိုင်း2026ဒီဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကြည်တောင်ဝေးကောင်စက်တတိယကမ်ပိန်းလေးကိုဝင်ရပေးကြပါမင်္ဂလာပါခင်ဗျာဒီတစ်ခါကတော့ကျွန်တော်ကမ်ပိန်းဗီဒီယိုလို့ပဲပြောပါတော့ဗောနော်ကမ်ပိန်းအတွက် solve off ပြီးမယ်ကမ်ပိန်းလေးတစ်ခုပေါ့နော်PDF ညီကိုမောင်နှမတွေကျွန်တော်တို့စီကိုလာပြောတာရှိတယ်ကုညီတောင်းတာရှိတယ်အဓိကအဲ့လိုပေါ့နော်သူတို့ကသူတို့ရဲ့ဒီ campaign လေးတွေလုပ်တဲ့အခါမှာပို့ပြီးတော့လူသိရှိဖို့အတွက်ပို့ပြီးတော့ဒီကုနိုင်တဲ့သူတွေစီကိုပြန့်နှံ့ဖို့အတွက်ဒီလိုမျိုးကုညီတောင်းတာလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကုညီတောင်းတဲ့ထဲကတစ်ခုဒီနေ့မှာကျွန်တော်လည်းပြောပြခြင်းနဲ့အဓိကတော့ Facebook ခရိုင်အမှတ်18တက်ရင်တက်ခွဲလေးရဲ့ဒါတက်ခွဲလေးပေါ့နော်သူကနေစီးမချ AR နဂါဆိုတဲ့တက်ခွဲအဲ့တက်ခွဲကအခုကလုပ်တဲ့ campaign ကလည်းတည်တည်လေးပါပဲပေါ့နော်ဒါပေမဲ့လူသိများဖို့အတွက်ပေါ့နော်ဝိုင်းပြီးတော့ကုညီပေးကြစေခြင်းနဲ့ဝိုင်းပြီးတော့ပါဝင်ပေးကြစေခြင်းနဲ့ပေါ့နော် campaign နာမည်ကကြည်တောင်ခွေးတကောင်ကျန်းတယ်နော်ကြည်တောင်ခွေးတကောင်ပြီးရင်7သိန်း100တလ campaign 7သိန်း100ပဲပေါ့နော်ဒီလောက်ပမာဏလေးကတကယ်တည်တည်လေးလို့ပြောမှာဖြစ်ပါတယ်ဒီဘက်ဒါအခြေအနေတွေရပါတော့ဒီ campaign အနေနဲ့ရှင်းမယ်ဆိုရင်ဒါပမာဏနည်းတယ်လို့ပြောရမယ် campaign ကာလက15ရက်6လ2026ကနေပြီးတော့15ရက်9လ2026ထိတလတာ campaign လေးဖြစ်တယ်ပေါ့နော်အဲ့မှာဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့ဒီညီလေးတွေဒီအဖွဲ့တွေနဲ့ဒါကျွန်တော်တခါ interview အနေနဲ့ဒါမိတ်ဆက်ပေးဘူးတယ်ပေါ့နော်အားလုံးမှတ်မိကြပါပါပေါ့နော်ပြန်လွှားအိုဟာဘာဖြစ်လို့ပြန်လွှားအိုတာလဲဆိုပြီးတော့ကျွန်တော်ပြန်မေးလိုက်သေးတယ်ပေါ့နော်ပြန်လွှားအိုလို့အဲ့ဒါညီလေးဆေးလို့ညီလေးထိန်လေးလို့ပေါ့နော်သူတို့တွေနဲ့ကျွန်တော် interview ပုံစံမျိုးလေးလည်းလုပ်ပေးခဲ့ဘူးတယ်ပေါ့နော်လုပ်ပေးဘူးလဲဆိုတော့သူတို့ပြောတဲ့စကားတွေထဲမှာဆိုလဲသူတို့ပါဝင်ခဲ့ကြတဲ့တိုက်ပွဲတွေထဲမှာအဲ့လိုမျိုး group ရက်ပြီးတော့ပြောနေကြတယ်တွေ့ကြလိမ့်မယ်ပေါ့နော်ဘာကြောင့်ဒါကိုတွေ့ရတာနဲ့ပေါ့နော်တပ်ဖွဲ့တွေကဘယ်လောက်ထိဒီတိုက်ပွဲဝင်ဖို့အတွက်စိတ်အားထက်သန်သလဲပြီးရင်စစ်ကောင်စီအခုလိုမျိုးဖိနှိပ်မှုတွေကိုတော်လှန်ဖို့အတွက်ဘယ်လောက်ထိစိတ်ဆန္ဒပြင်းပြသလဲဆိုတဲ့ဟာတွေကိုဒီဗီဒီယိုတွေမှာမြင်တွေ့နိုင်တယ်ပေါ့နော်အဲ့ထဲမှာဆိုမှတ်မှတ်ရပြောသွားသေးတယ်ပေါ့နော်ဗာလဲဟိုအာပဂျင်နဲ့ထိတ်ခေါက်ပြီးတော့ဖမ်းရတယ်ဆိုအဲဥစ္စာလည်းတွေ့ရလိမ့်မယ်ပြီးတော့ကျတော့သူတို့ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲတွေဆိုရင်ဒါရွှေဘုံမြို့နယ်အရှိတောင်ကျမ်းမှာရှိတဲ့စေဝေကျွန်းပြူရွာတို့ပြီးရင်ဘိုးနတ်တောင်တိုက်ပွဲဟင်းသာကြီးခွေးစကန်တိုက်ပွဲဒီလိုတိုက်ပွဲတွေမှာသူတို့ပါဝင်တိုက်ပွဲဝင်ခဲ့တယ်အခြားသောမဟာမိတ်တွေနဲ့စုပေါင်းပြီးတော့တိုက်ပွဲဝင်ကြတာဖြစ်တယ်အဲ့မှာမှတ်ရဆိုရင်ဒါဗီဒါတိုက်တွေအောက်မှာပေါ့နော်နှာခေါင်းပေါ်ပြီးတော့ပုံနေတဲ့ UIC ကိုမိခဲ့တယ်ဆိုတဲ့ပွဲတွေပေါ့နော်အဲ့ပွဲတွေမှာဆိုလဲသူတို့ပါဝင်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့တက်နိုင်သလောက်ဆက်ပြီးတော့ပေါ့နော်ဒီပါဝင်နိုင်မှုအတွက်ကျုံးနိုင်မှုအတွက်ဒီလိုမျိုး campaign လေးလုပ်ရခြင်းဖြစ်တယ်အဲ့လိုမျိုး campaign လေးလုပ်တဲ့အပေါ်မှာလည်းဒါပြည်သူတွေဝိုင်းပြီးတော့ပါဝင်နိုင်မှုအတွက်အခုလိုမျိုးလေးအခုညီတောင်းခံရခြင်းဖြစ်တယ်ပေါ့နော်တပ်ဖွဲ့တွေကတကယ်ကိုမြေပြင်မှာပေါ့နော်ခက်ခက်ခဲခဲပြင်ပြင်မှန်စင်စင်ရဲနဲ့တကယ်ကိုတက်ကြွစွာနဲ့ပေါ့နော်အဲ့အခက်ခဲတွေကိုမမှုဘဲနဲ့တက်ကြွစွာနဲ့ပါဝင်တိုက်ပွဲဝင်နေကြတာဖြစ်တယ်သူတို့ရဲ့အသက်တွေကိုအစားရင်းပြီးတော့တိုက်နေကြတာဖြစ်တယ်ပေါ့နော်အဲ့တော့တွေးရမှာကပေါ့နော်ကျွန်တော်တို့ကိုစားသူတို့လုပ်နေတယ်ပေါ့နော်တကယ်တမ်းပြောမယ်ဆိုရင်သူတို့လုပ်နေတဲ့အလုပ်တွေကကျွန်တော်တို့အတွက်လည်းပါတယ်တကယ်သာဒီတပ်ဖွဲ့တွေအောင်မြင်ပြီးတော့လွတ်မြောက်ပြီဆိုရင်ကျွန်တော်တို့အားလုံးလွတ်မြောက်မှာဖြစ်တယ်ဒါကြောင့်မလို့ဒီရက်တို campaign လေးပေါ့နော်ပြောမယ်ဆိုတလအတွင်းမှာဒီသိန်း100ကတော့ပြည်တံကောင်းပါတယ်ပေါ့နော်အဲကြောင့်မလို့ဝိုင်းပြီးတော့ပါဝင်ပေးကြဖို့အတွက်အခုညီတောင်းချင်ပါတယ်ဒီ campaign link လေးလည်းကျွန်တော်အောက်မှာထည့်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တက်နိုင်တော့ဝိုင်းပြီးတော့ဖြည့်ဆည်းပေးကြပါလို့ဒီညနေပြောချင်ပါတယ်ခင်ဗျာကျေးဇူးပါဟုတ်ကဲ့ပါဗျကျွန်တော်တို့ဖော်ဆောင်ထားတဲ့ကြည်တော့ခွေးတကောင်ဆိုတဲ့ကမ်ပိန်းလေးကိုပါဝင်ခြင်းနဲ့ဆိုရင်ဖေ
ုန်းနဲ့မချလာပြီမယ်တစ်တော့ကဆက်တွေ့လို့ရတယ်လို့ Facebook ကလည်းဆက်တွေ့လို့ရပါတယ်တက်ရင်ကိုဆက်တွေ့ချင်ရင်တော့ပေချတာပေးပါမယ်ပေကနေဆက်တွေ့လို့ရပါတယ်ခွေးတက်ချင်တော့ခွေးတကောင်တက်ချင်တော့ကြည်တော့ပါဝင်ဖို့ကျွန်တော်တို့ဘက်ကနေနှိုးဆော်ပါတယ်ဗျရေးတော့ကိုမှုတ်ချအောင်ကိုအောင်ရမယ်